မယ်ညီမလေးပစ္စည်းရရင်ပြောဆိုရကိုမမညာလာယူရပါပြီရှင်ဒါကတော့အခုလာယူမဲ့ order တွေဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်လက်ရည်ချိုးဆက်ပြရည်ဘူးပေါ့နော်ရောက်တိုင်းကုန်တယ်လက်ရည်ချိုးဆက်ပြရည်အခုညီမတို့ခါဆိုလို့ရှိရင်90လောက်ဝင်ထားတဲ့အတွက်ကြောင့်မတို့ကြိုက်တဲ့အယောင်အနက်အစုံဝယ်လို့ရပြီတဘူးကို1000နဲ့2000ကျပ်ရောင်းပေးရဒါဆိုလို့ရှိရင်အသစ်တော်အနှစ်ထုတ်လေးဖြစ်ပါတယ်8500ကျပ်ပါရေ9လီတာထည့်ပြီးတော့မှွေလိုက်ရုံဖြစ်10လီတာဆက်ပြဖီဘူးကိုပြန်ရမှာဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ညီမတို့6ပိတ်တာပုံးလေးပေါ့နော်ဆက်ပြဖီ6ပိတ်တာပုံးလေးကိုလာယူမှာပဲဖြစ်ပါတယ်နော်ဒီမှာရောနော်ဒီမှာရောဒါဆိုလို့ရှိရင် hygiene ဒါဆိုလို့ရှိရင် hygiene 24လောက်ပါတပါကင်မှာ9500ကျပ်ပြင်ညီမတို့ရောင်းချပေးထားပါတယ်အခုဆိုင်ခွဲကတော့ညီမတို့အထက်ပစုံအောင်လမ်းမကြီးမှာရှိတယ် ABC မတိုင်နားမှာရှိတယ်ဆိုင်နှစ်ကျော်ဆိုင်ခွဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ခရီးထုတ်100လိုင်းမှာပေါ့နော်ဒါဆိုလို့ရှိရင်25ထုတ်48ပေါ့နော်ဒီဟာဆိုလို့ရှိရင်လည်းရှင်မျိုးဆက်ကုန်ကျန်းတွေရောလာယူမှာဖြစ်ပါတယ်ရှင်ဆိုင်နှစ်ကတော့ဆိုင်သေးပေမဲ့လုံးဝဝုန်းဝဲအားပေးစမ်းကြပါရှင်ညီမတို့ဆိုင်မှာပေါ့နော်ဒီလိုဒီကဲဘုံဆက်ပြ training အစုံလက်အခဲတွေတော့အသိ story hygiene တွေ base story ဆက်ပြမှုတွေအကုန်ရပါတယ်ရှင်ညီမတို့ရဲ့ site နှစ်ကိုလည်း40ပါကလာရောက်ပြီးအားပေးပါလို့ပြောချင်ပါတယ်